ဝူကိုတွေ့တဲ့အခါသူမမျက်ရည်ကျသွားပြီကျမကြောင့်ဒီလိုဖြစ်သွားတာကျမအရန်ကြောက်ခဲ့တယ်လို့ပြောပါတယ်ဝူကအိတ်နေတယ်လို့ဟန်ဆောင်ထားပေမဲ့အကုန်ကြားနေပါတယ်ရှင်းယူရဲ့စိတ်ရင်းကိုတိလိုက်ရတဲ့အခါသူပြုံးမိသွားပါတယ်ရှင်းယူကတော့ရှက်ပြီးစိတ်ဆိုးတယ်လို့ဖြစ်သွားပေမဲ့စိတ်ထဲမှာတော့သူအသက်ရှင်နေတာကိုအယံဝမ်းသာနေခဲ့ပါတယ်ဝူဆေးရုံကဆင်းပြီးနောက်ရန်ရှင်ကတော့သူ့လုပ်ရက်တွေအတွက်ဖမ်းဆီးခံလိုက်ရပါတယ်ရှင်းယူတိုင်ကြားထားတဲ့အထောက်အထားတွေကြောင့်သူ့ကိုအာဏာပိုင်တွေကထိန်းသိမ်းလိုက်တာဖြစ်ပါတယ်ရက်အနှဲငယ်ကြာပြီးနောက်ဝူဟာမာလူကိုစုံစမ်းခိုင်းထားတဲ့အချက်လက်တွေရရှိလာပါတယ်စာရွက်စာတမ်းတွေကိုကြည့်ပြီးသူစိုးရိမ်သွားပါတယ်အကြောင်းကတော့ရှင်းယူကိုဒုက္ခပေးနေသူဟာရန်ရှင်တယောက်တည်းမဟုတ်ဘဲနောက်ွယ်မှာပိုကြီးတဲ့အင်အားတစ်ခုရှိနေကြောင်းတန်တရားဝင်လာလို့ဖြစ်ပါတယ်ဝူကတန်တရားရှိတဲ့ဟိုတယ်တစ်ခုကိုတွားရောက်စုံစမ်းပါတယ်တစ်ဖက်မှာရှင်းယူကဝူရဲ့လက်တော့ထဲကစာရွက်စာတမ်းတွေကိုတွေ့သွားပါတယ်မာလူကရှင်းပြရမှာရန်ရှင်ဟာတကယ်ကြိုးကင်သူမဟုတ်ဘဲအတုံးချခံရသူသာဖြစ်နိုင်ကြောင်းပြောပါတယ်ဟိုတယ်မှာဝူဟာတတိကြီးကြီးထားပြီးဝင်ရောက်စုံစမ်းနေပါတယ်ရုတ်တရက်အခန်းတစ်ခုထဲကသူ့ကိုတမ်းပင်လို့ခေါ်တန်ကြားလိုက်ရပါတယ်ဝင်ကြည့်လိုက်တော့အလီကိုကျိုးတုပ်ထားတာတွေ့ရပါတယ်ဝူကကဲတင်ဖို့စူးစမ်းနေတော့အခန်းထဲကိုအစိမ့်ငွေတွေဖြန့်လွှတ်လိုက်ပါတယ်အတန်တန်ကဒီမှာအနီရောင်ဆေးတစ်လုံးအပြာရောင်ဆေးတစ်လုံးရှိတယ်အသက်ရှင်ခြင်းရင်တစ်လုံးရွေးတောက်လို့ပြောပါတယ်ဝူကဆေးနှလုံးလုံးကိုစစ်ဆေးပြီးအစိပ်ပါနေကြောင်းသိသွားပါတယ်အလီကိုကြိုးဖြေပေးလိုက်ပေမဲ့အလီကရုတ်တရက်သူ့ကိုလှုပ်ဝက်လက်နက်နဲ့တိုက်ခိုက်ပါတယ်